ဟုတ်ကဲ့ social media ကိုအသုံးပြုနေကြတယ်။ငယ်ချင်းမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။ကျွန်မဒီနေ့မှလည်းကြပြလေးတစ်ပုဒ်နဲ့တင်ဆက်ပေးကြပါရရှင်။ကြပြကိုရေးဆက်သူကတော့ချာပုံတင်နိုင်ဝင်ဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ကျွန်မခုလိုအမြဲတမ်းတင်ဆက်ပေးနေကြဖြစ်တဲ့ကြပြလေးတွေစာတူလေးတွေကိုကြည့်ရှုနားဆင်ပေးကြရတယ်မိဘပြည်သူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်ကြည့်ရှုပေးကြတဲ့ကြည့်ရှုသူနောက်လိုက်ရန်ရှယ်ပေးကြတဲ့ညီကိုမောင်နှမများအားလုံးကိုလည်းကျွန်မကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျွန်မကြပြလေးကိုဖတ်ပြပါတော့မယ်ရှင်ခေါင်းစဉ်ကတော့ဆေးလိပ်တူများသို့မဟုတ်များစွာဆေးလိပ်တဏှာစိတ်ဖြစ်မွတ်သိပ်အာတာတောင့်တပါ၍တောက်လာခဲ့ရယနေ့တိုင်ဂတိမဲ့စွာရှိုက်၍ဖွာစဉ်တူကခဏစွန့်ခဲ့ရ၏ဘဝများစွာအသိရှိဆေးလိပ်များစွာစွန့်ခဲ့ပါလေတဏှာမပြတ်ဆက်ကြောင်းဆက်၍နောက်ထပ်တလိပ်ဆေးအစိတ်ကိုမွတ်သိပ်လျောစွာရပြန်ပါ၍ခန္ဓာတစ်ဖြက်ဆေးလိပ်တစ်ကိုတောက်ဖြစ်နေပြန်ပါသေးသည်တရားနှင့်လွဲအတိမွဲကြောင့်ဆေးဆွဲတဏှာမပြတ်ပါ၍ခန္ဓာဆေးလိပ်မီးမတိတ်ပြီးအစိတ်ငွေများတထောင်ထောင်ဖြာပုံတင်နိုင်ဝင်ဟုတ်ကဲ့ကျွန်မအခုဖတ်ပြတယ်ကြပြလေးကိုနားဆင်သူကြည့်ရှုသူအားလုံးထဲမှာဖြစ်စေတဦးတယောက်ဖြစ်စေနားဆင်ကြည့်ရှုပြီးတော့မှအကျိုးဆုံးတရားရလိမ့်မယ်လို့ကျွန်မယုံကြည်တဲ့အတွက်တင်ဆက်လိုက်ရခြင်းဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ကောက်နှုတ်ပေးခဲ့တဲ့ကြပြလေးကတော့ခုနှစ်နည်းနည်းကြာနေပြီပေါ့နော်ဟုတ်အရင်တော့မဂ္ဂဇင်းခေတ်တော့စာအုပ်ကလေးပေါ့ရှင်ဓမ္မယန်တီဓမ္မမဂ္ဂဇင်းအမှတ်စဉ်209 2009ခုနှစ်မေလထုတ်ကလေးပဲဖြစ်ပါတယ်ရှင်အားလုံးချမ်းသာကိုယ်စိတ်အေးကြပါစေရှင်